တို့ခန္ဓာကိုယ်ရဲ့အရေးကြီးဆုံးစစ်ထုတ်စက်ယုံကြီးဖြစ်လေကြောက်ကက်အတွက်နေ့စဉ်ပါရီလုပ်ပြီးဖြစ်လေတကယ်တော့ဈေးထဲမှာအလွယ်တကူရတဲ့ဟင်းသီးဟင်းရွက်တစ်မျိုးကကြောက်ကက်ကိုအကောင်းဆုံးဆေးကြောပေးနိုင်လေဆိုရင်ယုံမလားရှင်ကြောက်ဖြုံသီးကကြောက်ကက်အတွက်ဘလောက်တောင်အသုံးဝင်တယ်လဲဆိုတာဒီ podcast ထဲမှာပြောပြပေးပါမယ်မင်္ဂလာပါရှင်ပြောပြမယ် channel ကနေနှွေးထွေးစွာကြိုဆိုပါရစေဒီနေ့ခေတ်မှာအထိုင်များတာရွေးတောက်နေတာနဲ့အစားအသောက်ပုံစံတွေကြောင့်ကြောက်ကဲ့ကျန်းမာရေးပြဿနာတွေကိုအဖြစ်များလာကြပါတယ်။ဒါကြောင့်ဒီကနေ့မှာတော့ကျမတို့ရဲ့ကြောက်ကက်ကိုအကောင်းဆုံးကာကွယ်ပေးနိုင်တဲ့ဈေးထဲမှာအလွယ်တကူဝယ်လို့ရတဲ့ကြောက်ပြုံသီးရဲ့အမခန်းအသုံးဝင်ပုံတွေကိုပြောပြပေးသွားမှာပါ။ကြောက်ကက်ဆိုတာကျမတို့ခန္ဓာကိုယ်ရဲ့ကအစိတ်အတောက်တွေအငိအကြေးတွေကိုနေ့စဉ်နဲ့အမျှစစ်ထုတ်ပေးနေတဲ့အဓိကတန့်စင်စက်ယုံကြီးပါ။ဒီစက်ယုံကြီးပုံမှန်အလုပ်လုပ်နိုင်ဖို့ရေဓာတ်လုံလောက်စွာရရှိဖို့ကတိတ်ကိုအရေးကြီးပါတယ်။ဒီနေရာမှာကြောက်ဖြုံသီးလဘလို့အစွမ်းပြတယ်လဲဆိုရင်သူ့မှာရေဓာတ်96%လောက်အထိပါဝင်နေတာပါ။ဒါကြောင့်ကြောက်ဖြုံသီးကိုစားသုံးပေးခြင်းအပြင်ခန္ဓာကိုယ်အတွက်လိုအပ်တဲ့ရေဓာတ်ကိုဖြည့်တင်ပေးပြီးကြောက်ကက်ထဲကအညစ်အကြေးတွေကိုစီးကနေတဆင့်အလွယ်တကူစွန့်ထုတ်နိုင်အောင်ကူညီပေးပါတယ်။နောက်ထပ်စိတ်ဝင်စားစရာကောင်းတဲ့အချက်တစ်ခုကတော့ကြောက်ဖြုံသီးမှာဆိုဒီယမ်လို့ခေါ်တဲ့ဆားဓာတ်နဲ့ပိုတက်ဆီယမ်ပါဝင်မှုအလွန်နည်းပါးတာပါပဲ။သိကြတဲ့အတိုင်းဆားဓာတ်များတာကကြောက်ကက်အတွက်အရန်ကိုဝုန်းပိစေတာလေ။ဒါကြောင့်ကြောက်ဖြုံသီးဟာကြောက်ကက်ရောဂါအစာပြိုးနေသူတွေကြောက်ကက်အားနည်းသူတွေအတွက်ဘေးကင်းစိတ်ချရတဲ့အစားအစာတစ်ခုဖြစ်ပါတယ်။ဒါအပြင်ကြောက်ဖြုံသီးဟာခန္ဓာကိုယ်တွင်အပူအပုတ်တွေကိုငြိမ်းအေးစေတဲ့အာနိသင် cooling effect ရှိပါတယ်။စီလန်းချောင်းပိုးဝင်တာစီးပူစီးကင်တာတွေကိုတိတိတသာသက်သာစေနိုင်ပါတယ်။ကြောက်ကက်ထဲမှာအနေအမြစ်တွေမစုပုံအောင်ဆေးကြောပေးတဲ့အတွက်ကြောက်ကက်ကြောက်တီချေ kidney stones ဖြစ်နိုင်ခြေကိုလည်း short ချပေးနိုင်စွမ်းရှိပါတယ်ရှင်။ဒါဆိုရင်ဒီလောက်အချိုးများတဲ့ကြောက်ဖြုံသီးကိုဘယ်လိုစားသုံးကြမလဲ။အလွယ်ကူဆုံးကတော့ဟင်းငါချက်တော့ကြပါပဲ။ပဇွန်ချောက်လေးငရုတ်ကောင်းလေးခတ်ပြီးချက်ထားတဲ့ကြောက်ဖြုံသီးဟင်းငါပူပူလေးကခံတွင်းမိန်စေသလိုကြောက်ကတ်ကိုလည်းတန့်စင်ပေးပါ။တချို့ကလည်းကြောက်ဖြုံသီးကိုအရင်ညှစ်ပြီးမနက်ပိုင်းအစာအိမ်လွတ်နေချိန်မှာ detox juice အဖြစ်တောက်သုံးလေးရှိကြပါတယ်။ဒါပေမဲ့သတိပြုရမယ့်အချက်လေးတစ်ခုကတော့ကြောက်ဖြုံသီးဟာသဘာဝအရအေးတဲ့အစားအစာဖြစ်လို့အေးမိနေချိန်ချောင်းဆိုးနေချိန်မျိုးမှာတော့အလွန်အကျွံမစားသင့်ပါဘူးနော်။ကဲဒီလောက်ဆိုရင်တော့ဈေးပေါ်ပြီးအလွယ်တကူရနိုင်တဲ့ကြောက်ဖြုံသီးလေးဟာကြောက်ကက်ကျန်းမာရေးအတွက်ဘလောက်တောင်အရေးပါလဲဆိုတာကိုသိလောက်ပြီးထင်ပါတယ်ရှင်ဒီကနေ့ podcast လေးကနေပရိသတ်တွေအတွက်အကျိုးရှိမဲ့ဗဟုသုတတစ်ခုရလိမ့်မယ်လို့မျှော်လင့်ပါတယ်နောက်ပတ်တွေမှာလည်းဘလို့ကျန်းမာရေးအကြောင်းအရာကောင်းတွေကိုတင်ဆက်ပေးသွားမလဲဆိုတာဆက်လက်စောင့်မျှော်နားဆင်ပေးကြပါအောင်ရှင်အားလုံးပဲကိုယ်စိတ်နှပါကျန်းမာရှင်လန်းကြပါစေ